Facebook အကောင့်လုံခြုံရေးအဆင့်မြင့်တင်တဲ့နီးကိုယ့်ရဲ့ Facebook အကောင့်ကိုတခြားသူကဝင်ပြီးသုံးလိုက်တာနဲ့ကျွန်တော်တို့ချက်ချင်းသိတဲ့နီးလန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။မျှဝေပေးခင်ကျွန်တော်ရဲ့ဒီ Facebook လေးကို follow လုပ်ထားပြီးအောင်နော်။ Okay ဒါနဲ့ကျွန်တော်တို့ရဲ့ Facebook အကောင့်တွေကိုကျွန်တော်တို့တစ်ချက်ဝင်မယ်။ပြီးသွားပြီဆိုရင်ဒီမှာအမြအဆင့်3ချောင်းလေးရှိတယ်ကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိပ်မယ်။ပြီးသွားပြီဆိုရင်ဒီ setting လေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်။ setting လေးကိုတစ်ချက်နှိပ်ပြီးဆိုရင်ဒီမှာ CMO အကောင့်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်။ပြီးရင်ဒီမှာ password security ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်။တစ်ချက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်နည်းနည်းလေး switch တင်ပြီးဆိုတော့ဒီမှာနော် login ဆိုတဲ့နေရာလေးတစ်ချက်နှိပ်မယ်။ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ Facebook အကောင့်ကိုတစ်ချက်နှိပ်မယ်။ပြီးသွားပြီဆိုရင်ဒီအပေါ်မှာပေါ့နော်ဒီမှာအကွက်လေးမှာအမှန်ချင်းမချစ်ထားဘူးဆိုရင်ကျွန်တော်တို့အမှန်ချစ်လေးကိုကျွန်တော်တို့ချစ်ထားလိုက်ပေါ့နော်။အဲ့လိုမျိုးအမှန်ချစ်တွေချစ်ထားမယ်ဆိုရင်ကျွန်တော်တို့ဗာရပြီပေါ့နော်ကိုကတကယ်လို့ချစ်ထားပြီးသားရှိတယ်ဆိုရင်တော့ချစ်စရာမလိုပေါ့နော်အဲ့အမှန်ချစ်တွေချစ်ထားပြီးဆိုရင်ဘာအတွက်ကောင်းတာလဲဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကို Gmail တွေရသွားတာလို့နော်ဒီအကုန်လုံးပေါ့နော်ကိုယ့် Facebook အကောင့်ကို Gmail တွေလှုပ်ဝက်နံပါတ်တွေရသွားတာနဲ့ကိုယ့်ရဲ့ Facebook အကောင့်ကိုဝင်လိုက်တာဝင်ပြီးတော့ဝင်သုံးတာနဲ့ပေါ့နော်သူတို့ဝင်သုံးတာနဲ့ကိုယ့်ရဲ့ဒီမှာပေါ့နော် notification တွေပေါ့နော်ဒီမှာဒီ notification လေးမှာကိုယ့်ရဲ့ notification လေးမှာလာပေါ်တယ်ပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ Facebook အကောင့်ကိုဘယ်သူဝင်သုံးလဲဆိုတာကိုကသိနိုင်မှာဖြစ်ပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကျေးဇူးတင်ပါတယ်